ဒီဇင်ဘာ6ရက်နေ့မှာ Flyweight Champion ကပတ်လူကြမဲ့ပန်တူဂျာနဲ့ဖန် UFC မှာမြန်မာကိုစားပြုထိုးတက်နေတဲ့ချင်းဖိုက်တာလီဂျိုရှယ်ဘန်ကတော့မကြိုက်ခင်မှာပဲ Flyweight Champion ကပတ်လူပွဲကြီးကိုရှင်ပြန်ကစားသွားတော့မှာဖြစ်ပါတယ်။ဖန်ကတော့ UFC မှာကစားရတဲ့ပထမအဆုံးမြန်မာကိုစားပြုဖိုက်တာတစ်ယောက်ဖြစ်တယ်လို့ UFC မှာပထမအဆုံးချန်ပီယံဖြစ်နိုင်မဲ့မြန်မာကိုစားပြုဖိုက်တာဖြစ်ရှိနေကြတာပါ။ခိုင်လုံးတဲ့သတင်းမြစ်တွေရဲ့ဆိုရာဗန်နဲ့ပန်တူဂျာရဲ့ပွဲကလာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာကျင်းပမဲ့ UFC 323ရဲ့ဒူးကောင်တွဲဆိုင်ဖြစ်ကစားသွားကြရမှာဖြစ်ပါတယ်။ဘန်ကတော့ Brazil Fighter ကြီးပန်တိုဂျာစီကချန်ပီယံကပတ်ကိုလူသွားရမှာဖြစ်ပါတယ်။ Brazil Fighter ပန်တိုဂျာကတော့ Flyweight 10မှာတော့ပြင်တပါပါပဲ။ချန်ပီယံကာကွယ်ပွဲတွေအများကြီးမှာပြိုင်ဘက်တွေကိုနိုင်ယူပြီးချန်ပီယံကပတ်ကိုကာကွယ်ထားနိုင်ခဲ့ပါတယ်။အတွေ့အကြုံရောပါဝါရောမာဂုံရောနေစနစ်ပိုင်းရောပန်တိုဂျာကအကုန်ကောင်းပါတယ်။ဖန်နေနဲ့ခက်ခဲတဲ့အဆင့်မြင့်ဖိုက်တာတယောက်ကိုရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ဂျိုရှယ်ဘန်ကတော့ UFC မှာနိုင်ပွဲဆင်နေပြီး Flyweight ရဲ့နာမည်ကျော်ဖိုက်တာ Brandon Rover ကိုနိုင်ရရှိခဲ့တဲ့ပွဲပါဝင်နောက်ဆုံး5ပွဲဆက်တိုက်နိုင်ရရှိထားခဲ့တာပါ။ဒီပွဲမှာဗန်တယောက်ကဘာတွေလုပ်ပြသွားနိုင်မလဲဆိုတာကိုစောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။